ဗင်နီဇွဲလားမြို့တော်ကိုဒီအမေရိကန်ဒီနေ့စတိုက်တယ်ဒီနေ့ပဲစပြီးလက်ကြီးနဲ့မျိုးစုံပြစ်ထားတယ်မြို့တော်အမေရိကန်စစ်တိုက်တယ်ဆိုတာကမြို့ကြီးတွေကိုလူတွေစစ်အင်အားနဲ့လူနဲ့ချီပြီးတော့တက်သွားတာမျိုးမဟုတ်ဘူးဆိုရှင်းရှင်းလေးပဲလက်နက်ကြီးနဲ့ပြစ်လိုက်တာဗင်နီဇွဲလားရဲ့ပြောရတောင်အမေရိကမြောက်အမေရိကပေါ့ဗင်နီဇွဲလားတောင်အမေရိကမှာတောင်အမေရိကဗင်နီဇွဲလားရဲ့ရေပြင်ပေါ့ဗင်နီဇွဲလားရဲ့ဟိုဘက်ပင်လယ်ပြင်ရေပြင်ကနေပြီးလက်နက်ကြီးနဲ့ပြစ်ထားမျိုးပေါ့ပြစ်လိုက်တော့နော်ပြောတမောပေါ်ပြစ်တဲ့သဘောရှိတယ်တမောပေါ်ပြစ်တဲ့သဘောရှိပြစ်ထဲတော့မြို့တော်ကိုကြားတဲ့အပိုင်းထားတော့ဒါပြစ်တာခဏတိုက်တာခက်တယ်ဒါဖြစ်တာဒါပေမဲ့သူ့စသားတွေလူမြေမျိုးဟိုခုနကခါတော့ထင်လို့လူသိန်းနဲ့ချီတက်လာပြီးတော့ဟောနဲ့မျိုးကြီးတက်ပြီးတိုက်တာမျိုးမဟုတ်ဘူးဗင်နီဇွဲလားအမေရိကစတိုက်ပြီးလို့ထွက်တဲ့သတင်းချက်ပိုးပေါ်လိုက်တာဗင်နီဇွဲလားရဲ့လက်ရှိခေါင်းဆောင်မာတူလိုပေါ့နော်သူ့ဝင်ဖမ်းသွားတယ်ဆိုတဲ့ကိစ္စအဲ့ဒါကျွန်တော် short ဖြစ်သွားတာရုပ်တရက်နေကတွေ့တဲ့ချင်းမှာကျွန်တော်ရုပ်တရက်တော့ဟုတ်ပါမလားပေါ့နော်ကျွန်တော်စဉ်းစားဒေါ်နယ်ထရန့်ကိုယ်တိုင်ကသူ့ရဲ့ Twitter ကနေတင်ထားတော့ကျွန်တော်တို့တအားတင်ဟာဟုတ်ပါမလားဆိုတော့အားတင်မှုရဲ့ကျွန်တော်မှရှိတယ်ဟုတ်ပါမလားဖြစ်ပါမလားဖြစ်နိုင်ပါမလားတန်တရားရှိတယ်အဲ့ညနေစောင်းလာတဲ့ခါမှာအဖေကပူပြီးခိုင်မာလာတယ်ပို့ခိုင်မာလာတယ်ဆိုတော့ပြောရရင်တော့ဒီနေ့နောက်ဆုံးရခုနလွန်ခဲ့တဲ့မိနစ်ပိုင်းထိပေါ့နော်လွန်ခဲ့တဲ့ခုကျွန်တော်ရုပ်သံပြောတဲ့ချိန်ည9နာရီဆိုတော့လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ထိပြန်ကြည့်လိုက်တဲ့အခါကျတော့မိနစ်ပိုင်းလောက်ထိအဲ့တဲ့နေ့ကတကဘာလုံးမှာပို့ခိုင်မာလာတဲ့သတင်းဖြစ်နေပေါ်ပေါက်လာတယ်ပေါ့နော်ပြီးတော့ဖန်စီုံနေမဟုတ်တော့သူတို့နှစ်ယောက်ကိုဖမ်းပြီးအမေရိကန်မှာတရားရေးဆိုင်မှုအထိပါပြောလာပြီဆိုတော့ဒါသူပို့ပြီးတော့ရာခိုင်နှုန်းတော်တော်များခိုင်မာလဲဆိုတဲ့ပြောလို့ရပါပြီပေါ့ဗျာအဲ့တော့ကျွန်တော်ဒီဗင်နီဇွဲလားရဲ့ခေါင်းဆောင်ကိုနီကိုလတ်မာဒူရိုကိုအမေရိကန်ကဖမ်းသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီခင်ဗျားတရားရုံးအတီးပြုနိုင်ပါလားမင်းကျွန်တော်လည်းဘလို့အတီးပြုရမှာကျွန်တော်အဲ့နာရှိနေတာမဟုတ်ဘူးသို့တော့နိုင်ငံတကာသတင်းတွေမှာကြည့်လိုက်တဲ့အခါကျတော့တော်တော်လေးတော့ဒါရာခိုင်နှုန်းတော်တော်တေချာသွားပြီ99ရာခိုင်နှုန်းပေါ့ဗျာ point 1တော့မတော်တဆလေးပေါ့သို့တော့တေချာသွားပြီဗျဆိုတော့မာဒူရိုနဲ့သူ့ဇနီးကိုအမေရိကန်ကဝင်ဖမ်းသွားတာစစ်တပ်ကဝင်ဖမ်းသွားတယ်ဆိုတာဟာအထူးတပ်ဖွဲ့ပေါ့နော် Delta Force ဆိုတဲ့အထူးတပ်ဖွဲ့နေပြီဝင်ဖမ်းသွားတာတဲ့သတင်းတွေအဲ့လိုထွက်လာဆိုတော့ဒေါ်နယ်ထရန့်ကနေခဲ့တင်တယ်ဗျာဒေါ်နယ်ထရန့်နေခဲ့တင်တာပါဆိုတော့သူတို့ဖမ်းပြီးသွားပြီသမ္မတမာဒူရိုသူတို့ဖမ်းလိုက်ပြီဖမ်းပြီးတော့သူတို့အမေရိကန်ခေါ်လာပြီးမြန်မာနိုင်ငံကိုခေါ်တော့ပြီဆိုပြီးတော့ဒေါ်နယ်ထရန့်ရဲ့ Twitter တင်တော့ကျွန်တော်တို့အဲ့ဒါကြီးအန်းတင်တဲ့အချိန်မှာညနေဆောင်ကျတော့ confirm ပေးတယ် Delta Force ဆိုတဲ့တပ်ဖွဲ့နေဝင်ဖမ်းပါတယ်ပေါ့ဗျာ Nicolas Maduro နဲ့သူ့ရဲ့ဇနီးကိုတဲ့ဖမ်းလိုက်ပြီဆိုတော့တခါမီဒီယာတွေမှာလည်းစတိုက်ဖော်ပြလာတယ်ဖမ်းတဲ့အဖွဲ့က Delta Force ဆိုတဲ့အဖွဲ့လို့ပြောတယ်ဆိုတော့သူကတော့အမေရိကန်စစ်တပ်ရဲ့အမြင့်ဆုံးသောအဖွဲ့အဆင့်ရှိတဲ့အဖွဲ့တွေကတကယ်ထိတန်းလျှို့အဖွဲ့တစ်ဖွဲ့ဂျမက်တပြေအထူးအဖွဲ့ဖြစ်တယ်လို့သိရတယ်ဆိုတော့ Delta Force ကြောင့်နောက်ကြလူရေးကြပါလိမ့်မယ် Delta Force ဆိုတာဘာညာဆိုရေးကြလိမ့်မယ်နောက်နေ့ကျရင် Facebook တွေမှာ TikTok တွေမှာ YouTube တွေမှာနောက်တစ်ခါဒီတခြားသတင်းဌာန website တွေမှာမျိုးစုံရေးကြလိမ့်မယ် Delta Force အမေရိကန်ရဲ့ဒါပေါ့ဒီဗင်နီဇွဲလားခေါင်းဆောင်မာဒူရိုနဲ့ဇနီးကိုဝင်ဖမ်းသွားတဲ့ Delta Force ဆိုတာဘလို့ဖွဲ့စည်းမျိုးပါဆိုတော့ရေးကြလိမ့်မယ်ဖတ်ရလိမ့်မယ်အဲ့ဒီဟာတွေအဲ့ဒါတော့ဖတ်ပြီးတော့မှဆိုတော့အဲ့ဒီအဖွဲ့ကဝင်ဖမ်းတယ်ဆိုတဲ့ကိစ္စကတော်တော်အံ့အားသင့်စရာကောင်းတယ်ပေါ့ဆိုတော့ Delta Force ဆိုတဲ့အဲ့ဒီအဖွဲ့ကြီးကပြောရပြဟိုမနေ့တနေ့ကဒီလိုဝင်လာတော့မဖြစ်နိုင်အစောကြီးတည်းကစိတ်ဝင်ပြီးတော့ဒီမာဒူရိုရဲ့အနားမှာရှိတဲ့အနီးဆုံးနေရာတွေထိကိုစိတ်ဝင်ထားတဲ့သဘောရှိတယ်လူပုဂ္ဂိုလ်တွေဖြစ်နေစိတ်ဝင်တယ်တာမန်လူတွေဖြစ်နေစိတ်ဝင်တယ်ပြီးတော့မှတို့ကဒီစင်ပြေတဲ့ဟာနဲ့လက်နက်ကိုအထူးတိုက်ခိုက်ဖို့လုပ်ထားတယ်ဆိုတော့ကျွန်တော်တင်နေပြထားတော့ဗင်နီဇွဲလားလူတယောက်ဝင်လာမယ်အဲ့တယောက်က2နှစ်လောက်3လောက်နေသွားမယ်5နှစ်လောက်နေနေမယ်အဲ့တော့အဲ့မှာအကြီးကြမယ်အဲ့ဟိုကလူတွေနဲ့ရင်းနှီးအောင်နေမယ်နေနဲ့သူ့မှာတစ်ဖြည်းလက်နက်လေးတွေစုဆောင်းမယ်ဆိုတော့ဒီဖြည်းဖြည်းလုပ်ထားမယ်ဒါလည်းဖြစ်နိုင်လို့အပေါ်နေ drop တဲ့ချတာလည်းဖြစ်နိုင်တယ်ပေါ့ဘာနဲ့တခုဘလို့လုံးလဲတော့မသိဘူးမယ်တေချာတော့ပြုံးကြီးအဖွဲ့လိုက်တပ်ဖွဲ့ကြီးတွေဝင်လာပြီးဝင်ဖမ်းတာတော့မဟုတ်ဘူးသူကဒီကြည့်ရတာတော့သူ့ရဲ့အိမ်တော်ဝင်ဖမ်းသွားတဲ့ဇလန်ကနည်းနည်းစဉ်းစားဖို့ကောင်းတယ်အဲ့ဒါကြီးနောက်ပိုင်းမှာကျွန်တော်ထင်တယ်ဟိုထွက်လာလိမ့်မယ်ဗျဓာတ်ပုံဗီဒီယိုမှတ်တိုင်းထွက်လာလိမ့်မယ်ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဝင်ဖမ်းသွားတဲ့ကိစ္စတော်တော်စိတ်ဝင်စားဖို့ကောင်းသွားပြီးတော့အခုဗင်နီဇွဲလားရဲ့ဇလန်ကတိတ်ပြီပေါ့ဇက်သိမ့်ပြီပေါ့ဗျပြောရင်တော့ဗင်နီဇွဲလားဒုတိယသမ္မတနဲ့ကာကွယ်ဦးစီးချုပ်တွေကတော့သူတို့ဗီဒီယိုလူကျူးကျော်တာကိုသူပြန်ခံချမယ်ပါညာတော့ပြောရင်သမ္မတပါသွားမှာတော့ခင်ဗျပါသွားမှာတော့ကျွန်တော်ထင်တယ်မလွယ်တော့မလဲဘူးဗျပါသွားမှာတော့ဗင်နီဇွဲလားကဒါအစတည်းရှုံးသွားပြီစစ်ရှုံးသွားပြီလို့ပြောလို့ရတယ်ဘာလို့သမ္မတပါသွားပြီကျန်တဲ့လူတွေခံချမယ်ဆိုရင်လေအမေရိကန်နိုင်ငံရဲ့ New York Washington တို့ဟိုပြန်ပြီးတော့အမှုရုံးနဲ့မဖြစ်နိုင်သေးရတော့ဘယ်လိုလုပ်ပြီးတော့မဖြစ်နိုင်ဘူးပေါ့ဗင်နီဇွဲလားအမေရိကန်ပြစ်ချပြီအဲ့တော့ဗင်နီဇွဲလားကနေအမေရိကန်ရဲ့ New York Washington ကိုအမှုရုံးနဲ့ပြစ်ထလိုက်ရင်တော့ nuclear bomb နဲ့ပြစ်ထလိုက်ရင်တော့အဲ့ဒါဆိုတော့တူရင်ကိုနေဖြစ်ပြီပေါ့အခုကတော့ပြန်ပြစ်နိုင်တဲ့အနေအထားမျိုးဗင်နီဇွဲလားမှာမရှိတဲ့ခါကျတော့ဗင်နီဇွဲလားဒေသကတော့အမေရိကန်နိုင်ငံကိုရှင်ချဖို့မဖြစ်နိုင်စစ်ရှုံးနေပေါ့နော်စစ်ရှုံးဖို့ဒေသပါတယ်ပေါ့ရာရင်တော့ဟိုဒေသပါတယ်တိုးတော့စစ်ရှုံးနေဆိုတော့ခေါင်းဆောင်ပါဝါတဲ့ရှုံးနေပေါ့အဲ့တော့ဗင်နီဇွဲလားမှာခေါင်းဆောင်အစ်စ်တက်လာအဲ့ခေါင်းဆောင်တဲ့ဒေါ်နယ်ထရန့်ရဲ့ညှိပြီးတော့နောက်ဆုံးမှာဒေါ်နယ်ထရန့်ကြိုက်တဲ့သမ္မတမျိုးတက်လာရင်တော့ဒါဗင်နီဇွဲလားဟိုငြိမ်သွားပြီမဟုတ်ဘူးလက်ရှိရှိတဲ့ခေါင်းဆောင်တွေလည်းအမေရိကန်ခံချမယ်ဆော်မယ်ဆိုတဲ့အုပ်စုနဲ့တွေ့ရင်တော့ဒါချကြအောင်တဲ့သဘောတော့ရှိတယ်မျိုးစုံဖြစ်စီကမှုလောလောဆယ်အနေထားမှာတော့ဒီမာဒူရိုကြီးကတော်ရှင်နာဖို့ကောင်းဆိုတာသူပါသွားတယ်သူ့အနေနဲ့ကကြိုတင်ပြင်ဆင်ခြင်းသူမရတာလားကြိုတင်စဉ်းစားခြင်းမရတာတွက်ဆခြင်းမရတာလားသူ့ကိုယ်သူလုံခြုံရေးကိုသူပေါ့ရောတာလားဘာလားတော့မသိဘူးပေါ့ဗျာဒါတွေကခင်ဗျနိုင်ငံတော်ခေါင်းဆောင်အဆင့်ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ရင်လုံခြုံရေးဟာပေါ့လို့မရဘူးရှော့လို့မရဘူးရော့လို့မရဘူးပြောတယ်ပေါ့တော့ကဘာနဲ့ချီပြီးတော့ချရရတဲ့ဇလန်ဥမာအမေရိကန်နိုင်ငံနဲ့ရှင်ဖိုက်ရတော့မယ်ဆိုရင်ခင်ဗျမဘင်လာတို့ဘာလို့ပျောက်သွားတာပဲခင်ဗျအဲ့တော့အစ္စရေးနိုင်ငံချရင်ဟိုဘက်ကဟိုဂျပန် terrorist ခေါင်းဆောင်တွေကြွကုန်တယ်အများကြီးပဲစော်တာဟုတ်ပါလဲဆိုတော့ကိုကောင်ကြီးကငကိုတွေကကင်းထောက်တဲ့နေရာမှာပညာရမ်းတော်ထောက်လိုက်ပညာပေါ့သတင်းထောက်လိုက်မှုကြိုတင်ရယူစုဆောင်းမှုတွေကအရမ်းတော်တယ်အရမ်းတော်တော့ဒီကောင်တွေရှက်နေဖုန်းလေးတစ်ချက်ခလုတ်နေထားတဲ့တမ်းပြီးဘယ်နေရာရှေ့တမ်းပြီးတော့ဒုံးဆိုလက်ကြည့်ကြပါလားမျိုးရဲ့အစားဒီကောင်တွေဒီပညာရလုံနိုင်ပြီအဲ့တော့ကျွန်တော်တို့လည်းခရောက်လက်ထက်မှာကိုင်းတဲ့ဖုန်းတွေကျွန်တော်တို့လက်ထက်မှာကိုင်းတဲ့ဖုန်းတွေ software ဆက်သွယ်ရေးနည်းပညာတွေကွန်ရက်တွေဒါတွေအကုန်လုံးကကျွန်တော်တို့အကျိုးပြုသည်ဆိုတော့လေအန်ရပြုတဲ့နေရာတွေဖြစ်နေပြန်ရှိနေတာအဲ့ဒါကိုသိရမှာ